ကမ္ဘာဖလားဆီမီဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ပြင်သစ်နဲ့စပိန်ပွဲစဉ်ကိုကျွန်တော် Genius View ကနေပြီးတော့သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီဘောပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ Telegram ကျွန်တော်တင်ပြသွားမှာဖြစ်တဲ့အတွက်ညီကိုရင်းရဲ့စိတ်ဝင်စားဆိုရင်ကျွန်တော်လက်ရှိ TikTok အကောင့်ကို message ပို့လိုက်ပါဗျဆိုတော့စပိန်ရဲ့ပြင်သစ်ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်အရင်ဆုံးသူတို့ရဲ့ကစားကွက်ကိုကျွန်တော်နိုင်ရှင်းမယ်ဒါကတော့ကျွန်တော်တဦးတယောက်တည်းအမြင်မှာကျွန်တော်ရဲ့အမြင်ရဒီပွဲစဉ်ကဒီလိုပုံစံမျိုးရှိရဆိုရင်ညီကိုရဲ့အမြင်နဲ့ကွဲသွားတာမျိုးဖြစ်နိုင်ပါတယ်ဒါလေးကိုတစ်ချက်နားလည်ပေးပါပြီးတဲ့ခါကျရင်လည်းကျွန်တော်ဘက်ကနေပြီးတော့ဒါမပြောတော့ပါဘူးဒါလေးပါပဲဆိုတော့ပြင်သစ်ရဲ့စပိန်ရဲ့ကျွန်တော်ပုံမှန်ပြောနေကြအတိုင်းပဲပြင်သစ်မှာကျွန်တော်မကြိုက်တာကပြင်သစ်ရဲ့နောက်တောင်ကျွန်တော်ကြိုက်တဲ့ထဲမှာမပါဘူးပြင်သစ်ရဲ့ကွင်းလေကိုကြိုက်တဲ့ထဲမှာမပါဘူးဒီလိုမျိုးမပါဘူးဆိုတာက semi final တခုရဲ့ level အရာကိုကျွန်တော်ပြောပြပေးရပါ level မှာဆိုတော့အရန်ကြည့်လက်တဲ့ထဲမှာမပါဘူးဆိုတော့အဲ့လိုမျိုးပေါ့ဗျာဒီနောက်တိုင်းရဲ့ကွင်းလေကျွန်တော်သိမကြိုက်ကွင်းလေပြောတာနော်ကွင်းလေတိုက်စစ်မပါသေးဘူးတိုက်စစ်ကိုတော့ကျွန်တော်အရန်ကြိုက်တယ်တိုက်စစ်ကပိုးစပတ်ဆက်ကြိုက်တယ်ညီကိုရီတော်တော်များများလေးကြိုက်ပါပဲအကုန်နီးပါးကြိုက်ပါတယ်ပြင်သစ်ရဲ့တိုက်စစ်ကိုဒီလိုနိုင်ရှင်ကြည့်တဲ့အခါမှာအားနေချက်ကကျွန်တော်ဒီနောက်တန်းရဲ့ကျွန်တော်ကွင်းနေကျွန်တော်ရဲ့အမြင်ရဘိုးသမားကတော့ကျွန်တော်နေထားလိုက်ဘိုးသမားအနေနဲ့နည်းနည်းသဘောကျတဲ့ထဲမှာပါသေးရဲ့ဒါတော့ကျွန်တော်အမြင်သုံးသက်ပေးရစပိန်ပွဲစီစပိန်အသင်းကိုကျွန်တော်အနေနဲ့သုံးသက်ပေးမယ်စပိန်အသင်းမှာကြောက်ကျွန်တော်ဘိုးသမားကိုအဲ့လိုမကြိုက်ဘူးဘိုးသမားမကြိုက်ဘူးနောက်တန်းကတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ပြနောက်တန်းလေးကတော့ကျွန်တော်မစိုးဘူးလို့ကျွန်တော်ပြောချင်တယ်ကွင်းလေမှာကဒီပြောမယ်ဆိုစပိန်ကွင်းလေကကျွန်တော်မှန်းရခက်တဲ့ကွင်းလေတစ်ခုလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဘာလို့လဲဆိုစပိန်ကွင်းလေကတော့ကောင်းတဲ့ကစားသမားတွေအများကြီးရှိတယ်ထိုင်မဲ့လည်းပဲစပိန်နီးပြကသူ့အနေနဲ့အခုလက်ရှိပါတော့ကျွန်တော် quarter final အထိမှာဘယ်ကစားသမားကဘယ်ပွဲစဉ်မှာဘယ်လိုမျိုးဒီဘယ်လိုလုပ်ပြမလဲဆိုတာနဲ့ပတ်သက်ပြီးသူ့အနေနဲ့သူ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော်တော်များများသိတာကိုကျွန်တော်အနေနဲ့တွေ့ရတယ်ဆိုတော့စပိန်ကွင်းလေကလည်းကျွန်တော်အနေနဲ့မစိုးဘူးစပိန်တိုက်စစ်မကြိုက်ဘူးစပိန်တိုက်စစ်ကိုကျွန်တော်ကြက်တဲ့ထဲမပါဘူးဘာလို့လဲဆိုရာမယ်တကောင်မရှိရကျွန်တော်ဘယ်ဘက်ချန်အထောင်တိုက်စစ်နေတာအတွက်ကျွန်တော်အနေနဲ့အရင်အားရတဲ့ထဲမှာမပါဘူးဒါတော့ညီကိုရဲ့အမြင်နဲ့တူပါလိမ့်မယ်ဘာလို့လဲဆိုရာမယ်တကောင်နဲ့ကျွန်တော်ယုံနေတာဗျအဲ့ဘက်ချန်မှာရာမယ်နေနဲ့ကျွန်တော်တခုခုဖြစ်သွားပြီဆိုရင်တိုင်ဘက်ကောစပိန်ကဆိုတော့ဒီနှစ်တင်းကိုကျွန်တော်အနေနဲ့နိုင်ရှင်ကြည့်လိုက်တဲ့ခါကျသူတို့ကစားလာမယ်ပုံစံကတေးကြတဲ့စပိန်နေနဲ့ဘောလုံးကိုကင်စားလာမယ်ကျွန်တော်ပြင်သစ်ကသူတို့ရဲ့အားတာတဲ့ကျွန်တော်ကောင်တာတစ်ပေါက်ကနေပဲကျွန်တော်စပိန်တင်းကိုဒုက္ခပေးသွားနိုင်မယ်ဆိုတော့ဒီလိုမျိုးအခြေအနေတစ်ခုမှာကျွန်တော်ကတော့ဘာပဲဖြစ်ဖြစ်ဒီနေ့ပွဲစဉ်ကစပိန်အဆင်ပြေသွားမလားပြင်သစ်အဆင်ပြေသွားမလားဆိုတာထက်ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်အနည်းဆုံး2တင်ပေါင်း3ဂိုးလောက်တော့ကျွန်တော်အနေနဲ့ရသွားနိုင်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဂိုးများလေးတော့ကြိုက်ပါတယ်ညီကိုအမြင်ဘယ်လိုရှိပါလဲ comment လေးမှာမှတ်ခဲ့ပေးပါကျေးဇူးများတင်ပါတယ်ဗျ